ဒီနေ့မှစဆော့မယ်ဂျင်ဘီဂင်နာတွေကိုမှာကျင်တာကတော့ဂျင်မှာရှိတဲ့ဆက်တွေကိုရှောက်ပြီးတော့ကစားနေအဲ့လို VH မြန်မာ supplement and protein shot နဲ့ပြန်လည်ကြိုးလိုက်ပါတယ်ဒီနေ့မှာတော့ဂျင်ဘီဂင်နာ course ရဲ့ J1 လေးအကြောင်းဆွေးနွေးပေးကြပါတယ်ဂျင်ကိုတခုမှစရောက်တယ်ဂျင်ဘီဂင်နာသမားတစ်ယောက်အနေနဲ့တခုချိန်မှာဆက်လုပ်ချနေတတ်ကြတယ်ဘာလို့လဲဆိုတော့ဂျင်ထဲမှာဆက်တွေကလည်းအများကြီးဘေးပပဝင်းချင်းကိုကြည့်ပြန်တော့လည်းအကောင်က strong ဖြစ်နေလို့ခံစားနေရတယ်ဒီလိုခံစားချက်တွေကဂျင်စဆော့တဲ့လူတွေဖြစ်မနေခံစားမယ်ခံစားချက်မျိုးပဲဖြစ်တယ်ဒီနေ့မှစဆော့မယ်ဂျင်ဘီဂင်နာတွေကိုမှာကျင်တာကတော့ပထမဆုံးချက်အနေနဲ့လေးကြီးအောင်မလိုက်နဲ့လေးကြီးအများကြီးမှပြီးတော့ကိုယ့်ကိုတက်တည်ပြစရာမလိုဘူးနေစနစ်မှန်မှန်နဲ့ဖောင်မှန်မှန်နဲ့ကစားတတ်ဖို့ဖြစ်တယ်။ပြရချက်အနေနဲ့ဆိုရင်ဂျင်မှာရှိတဲ့ဆက်တွေကိုရှောက်ပြီးတော့ကစားနေ။ဟိုကသတ်မှတ်ထားတဲ့လေ့ကျင့်ခန်း၄မျိုး၅မျိုးဆိုရင်အဲ့ထက်ပိုပြီးတော့မဆော့နဲ့ပေါ့နော်။ quality က quantity ထက်ပိုပြီးရေးကြည့်တယ်။တတိယချက်အနေနဲ့မသိရရှိရင်မေးဖို့မချက်ပါနဲ့။ဂျင်ကိုစကစားတဲ့လူတိုင်းကလည်းတစ်ချိန်တော့ beginner တွေပါပဲ။ဒီမှန်းတာချက်စရာမဟုတ်ပါဘူး။မေးမှာပဲကိုနားမလဲမသိတာတွေကိုနေစနစ်မှန်မှန်နဲ့ကစားနိုင်မှာဖြစ်တယ်။နောက်ဆုံးချက်အနေနဲ့ကိုနဲ့ဘသူနဲ့မှမနိုင်ရှင်ပါနဲ့ကိုဘေးနာမှာအလေးအများကြီးမနဲ့လူရှိနေရဆိုရင်တော့ကိုကကိုနိုင်တဲ့အလေးနဲ့ဒီစနစ်ကြကြနဲ့ဖောင်မှန်မှန်ကစားတော့ဝယ်လို့ရဒီနေ့ဂျင်ရောက်လာတဲ့ဆိုကြတဲ့ကမနေ့ကထက်ကိုကခြေတလန်းကြောက်သွားပြီဆိုတဲ့သဘောမျိုးဖြစ်တယ်လာမယ့် day 2လေးမှာတော့ဂျင်ဘီဂင်နာတိုင်းမဖြစ်မနေတည်ထားတဲ့နဲ့ဘယ်နေ့မှာဘယ်လိုလေ့ကျင့်ရမလဲဆိုရယ် workout secret လေးကိုအသေးစိတ်ဆက်ရှင်းပြပေးသွားမှာဖြစ်တယ်ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ဂျင်ဘီဂင်နာ course ကိုစိတ်ဝင်စားရဆိုရင် follow လုပ်ထားပြီးတော့ဆွေးနွေးကြတာဖြစ်ဖြစ်မြင်မြင်ကြတာဖြစ်ဖြစ်ကိုယ့်ဘက်မှာဝင်ရောက်ဆွေးနွေးမိနေနိုင်ပါတယ်နောက်ပြီးတော့ပြန်တွေ့ကြအောင်